laptop fan ကောင်းပြီးမလဲဘူးဒါမှမဟုတ်လဲပုံမကြိုက်လို့တရားမှလည်း3ပင်ပန်ကာဆိုရင်ဒီဗီဒီယိုကိုကြည့်လိုက်မူးတော့ကျွန်တော်တို့မြင်တွေ့နေကြ4ပင်ပန်ကာနဲ့3ပင်ပန်ကာထဲမှာခုက3ပင်ပန်ကာကဘယ်လိုအလုပ်လုပ်လဲဆိုတာသိတဲ့လောက်လေးပြောပြပေးပါမယ်။ပထမဆုံးပန်ကာရဲ့ပင်3ခုကြောင့်ပြောရမယ်ဆိုရင်ပထမဆုံးပင်ဖြစ်တဲ့ပင်တစ်ခုဖြစ်တဲ့ ground ပေါ့နော် ground က ground တစ်ခုရှိမယ်။နောက်တစ်ခုကအနောက်တစ်ပင်က tactiometer ပေါ့နော်။တနည်းအားဖြင့် I/O ကို RPM signal တင်ပို့တဲ့ပင်ပဲဖြစ်တယ်။နောက်တစ်ပင်ကကျတော့ 5 volt အဝင်ဖြစ်တယ်။ပင်တွေအပေါ်အောက်ကတော့ laptop တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူးခင်ဗျ။ Fan IC G991 အကြောင်းလေးပြောမယ်။အဲ့ IC က 4R အတိုးလျှော့နဲ့အမြန်နှုန်းကိုထိန်းတာပဲဖြစ်တယ်။အဲ့ဒါကို I/O က VSET ပင်4ကိုထိန်းတာပဲဖြစ်တယ်။ပင် 3V အောက်က fan ကိုသွားတဲ့ပင်ဖြစ်မယ်။ပင် 2V in က 5 volt IC ကိုလာတဲ့ပင်ဖြစ်တယ်။ ပင် 1F on ကကြတော့ဒီ circuit မှာမသုံးဘူး။ကဲလို့အဲ့ကောင်သုံးမယ်ဆိုရင် ground ချလိုက်တာနဲ့ပန်ကားအပြည့်အဝလဲမှာပဲဖြစ်ပါတယ်။ IC ပြတ်ပြီးရှာမရရင်တို့ I/O က VSET ပင်ကိုစိတ်ကနေမလာပဲကြောင်းနေကျွန်တော်ကတော့2နဲ့3ကြားမှာ R10 only ထားရင်အဆင်ပြေမှာပဲဖြစ်တယ်။အဲ့လိုမျိုး IC ပြင်ဖူးတဲ့ဗီဒီယိုကို comment မှာ link ချပေးထားပါတယ်။ရှုစားပေးပါအောင်ဗျာ။ဒီဗီဒီယိုကသင်အတွက်အကျိုးရှိရင် like and follow လေးလုပ်ပေးပါအောင်ခင်ဗျာ။